46ကိုကြည့်ကြအောင်တောင်းဆန်းကောင်းငယ်ဆိုတော့အောက်ပါချင်းနေမှာခြားလို့ပြောင်းပြောင်းငယ်တင်ရရှင်လန်းကြောင်ပြောင်းခြင်းနဲ့ပတ်သက်ပြီးတော့ဆောလမယောင်ကိုရှင်းပြချက်နေတယ်ဦးလုံးကိုသူကချင်းတော့ဒီမှန်တဲ့ရနှမျိုးကတော့ဟုတ်ဖြစ်မှကြည့်ကြအောင်ပထမချင်းမှာတကွာအီချာတို့ကျွင်းကျွင်းဆွန်းချာနော်နံပါတ်1ချင်းလန်းကြောင်ကိုမောင်းနေတယ်ဒီအိမ်စီကားကတော့ဒီနံပါတ်1ချင်းလန်းကြောင်ကိုမောင်းနေတဲ့အိမ်စီကားပေါ့နော်ဒီအီချာတို့ခြားလို့ပြောင်းပြောင်းကိုဟာဆော့တာဒီနံပါတ်2ချင်းလန်းကြောင်ကိုပြောင်းလို့မရဘူးလို့ပြောတာပေါ့နော်အခုနောက်တစ်ဖြစ်မှတခုကြည့်ကြအောင်အီချာတို့ကျွင်းကျွင်းဆုံးချာနော်နံပါတ်2ချင်းလန်းကြောင်ကိုမောင်းနေတဲ့အိမ်စီကားကတော့ချင်းဒီချာတို့ခြားလို့ပြောင်းပြောင်းဟာဆော့တာဒီအဝင်လမ်းကိုပေါ့နော်ဒီလမ်းမကြီးဒီဟိုဝင်တဲ့လမ်းဘက်ကိုဒီအဝင်လမ်းပေါ့နော်ချင်းဒီချာလို့ဆိုတာဒီ main လမ်းမကိုဝင်တဲ့လမ်းကိုပြောတာပေါ့နော်ဒီနံပါတ်2ချင်းလမ်းကြောင်းမှာမောင်းနေတဲ့ခါဒီချင်းဒီချာလို့ဆိုတဲ့ဒီအဝင်လမ်းကိုဒီရန်လမ်းကြောင်းပြောင်းလို့မရဘူးလို့ပြောတာပေါ့နော်ဟုတ်ပြီနောက်တော့တောင်းဆောင်ကစောက်ပါချင်းနေမှာတဲ့ခါကျအန်ချောင်းနဲ့အွန်ချောင်းပေါ်ဒုက္ခချင်းတော့အန်တဲ့ကင်းစုံမောင်းနေတဲ့နီးလဲ2မျိုးကတော့ပေါ့နော်ဟုတ်ပြီတို့ဆောင်ကလမ်းရဲ့ချင်းတွေကခြားတုံးခြားချောင်းညုံတို့ဒီမော်တော်ကားတည်တန်လမ်းမပေါ့နော်ဟုတ်ပြီနောက်တစ်ချက်ကနွန်းနီဝါဆိုတဲ့နင်းကြပြီးတော့နိုမြောင်းနေမီကရွန်ဆောင်ကဒီကာလမျက်နှာပြင်ကချော်နေတဲ့အခြေအနေမှာရှိတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ချက်ကကျအီချာတို့ဆိုနံပါတ်2ရင်လမ်းကြောင်းကနေပြီးတော့တဲ့ဦးချူကဂျင်ချူချာတို့ညာဘက်ရဲ့ဒီအထွက်လမ်းပေါ့နော်ဒီအဝေးပြေးလမ်းမကနေအထွက်တဲ့လမ်းကိုပြောတာပေါ့နော်အထွက်လမ်းကိုခြားတို့ပြောင်းပြောင်းဟာတော့ဆောင်းကဒီကာလကြောင်ပြောင်းမလို့လုပ်နေတယ်အခြေအနေဘာဖြစ်မှတခုကြီးကြောင့် backset ချုံဆောင်กว่าရှိဆောင်နဲ့ပုတ်ဆောင်ကူကန်းနေဆိုတဲ့ဒီအဖြူရောင်ဒီအဆက်ပြောင်းမြင်နေဒီတစ်ဆက်တည်းမြင်းရဲ့ပေါ့နော်ပုတ်ဆောင်ကူကန်းဆိုတာဟာမြင်းနှမြင်းအပြိုင်ဆွဲထားတဲ့ဟာကိုပုတ်ဆောင်လို့ပြောတာပေါ့နော်မြင်းပြိုင်နှပြင်းမြင်းပြိုင်နှမြင်းဆွဲထားတဲ့ဒီနေရာမှာတဲ့ကူကန်းနေဆိုဒီနေရာမှာပေါ့နော်ချင်းချူရန်တာဒီကာရှင်လမ်းကြောင်းကနေထွက်မယ်ပေါ့နော်ချင်းချူရန်တာဒီအဝေးပြေးလမ်းမကနေပြီးတော့ထွက်မယ်လို့ပြောတာပေါ့နော်ဟိုနောက်တစ်ပြိုင်မှာတကွကျနိုးမြောင်းနီမီကရိုမလို့တဲ့ဒီကာလာမျက်နှာပြင်ကချုံနေတဲ့အတွက်ကြောင့်မလို့ချွန်ပွန်းနီဒီလုံလောက်ကမ်ဆုခါရောအချိန်လျှော့ပြီးတော့ခြားတို့ပြောင်းကန်တာရှင်လန်းချောင်းကိုပြောင်းရမယ်ပေါ့နော်ဟုတ်ပြီနောက်တော့တောင်းဆောင်ငယ်ဆောက်ပါချင်းနေမှာတဲ့ခါကျအန်ချောင်းနဲ့အွန်ချောင်းပန်ဖို့တို့ကကျွန်တော်အနေကင်းဆုံးမောင်းနေတဲ့ဒီလည်း2မျိုးကတော့ပေါ့နော်သူတို့ဆောင်ကလည်းချင်းနေကအပ်ဆောချင်းနေရအောင်ကမှုချရဲဆိုတဲ့ရှေ့ကဒီမောင်းနေတဲ့ကုန်းတင်ကားကနေပြီးတော့ပေါ့နော်နွန်းနီကိုဟွန်နာလီနွန်ဆောင်ဝါနဲ့နော်ဒီနေပြန်လွင့်နေတဲ့အခြေအနေပေါ့နော်ဟိုနောက်တစ်ချက်ကကျနွန်းနီနေဒီကိုဆိုတဲ့ဒီနင်းကြနေပြီးတော့တဲ့သူတို့ကမီကရွန်စန်တဲ့လမ်းကဒီချောနေတဲ့စလစ်ဖြစ်နေတဲ့အခြေအနေပေါ့နော်ဟိုဖြစ်မြင်ကြည့်ကြအောင်စုပ်တူတူဂျူဒီမျိုးတဲ့ဒီအရှင်ကိုလျှော့ပြီးတော့ပေါ့နော်ဒီချောင်းပန်းဆောင်းဝန်းငယ်အန်ချောင်းတို့ကခင်းလာတော့ဒီရှေ့အခြေအနေရဲ့ဒီအန်ဒီရှိမရှိဘူးပေါ့နော်စစ်စစ်တီးပြုတ်ပြီးတော့တဲ့ဂျင်းနေဟန်တာမောင်းနေမယ်ပေါ့နော်နောက်တစ်ပြိုင်မှာတကွာကျတူရဲ့ Golden Sanctuary တို့ဝါကနာကိုလိုင်းရဲ့ဒီကဲပြင်အနေထားကိုစစ်ဆေးပြီးတော့ဖူပန်းငယ်ဆန်းဝမ်းတို့ဒီနောက်ဘက်ရဲ့အခြေအနေကိုလည်းတဲ့စားဖိမြောင်ဆိုဒီကြည့်ရှုစစ်ဆေးပြီးတော့ဂျင်းနေတာမောင်းနေမယ်နော်ဟုတ်ပြီနောက်တော့တောင်းဆန်းဝမ်းငယ်ဆိုတဲ့အောက်ပါချင်းတွေမှာကချအန်ချောင်းနဲ့အွန်ချောင်းပန်းဖို့တို့ကကျွန်တော်အန်တယ်ကင်းဆိုမောင်းနေတဲ့နီလ2မျိုးကတော့နော်ဟုတ်ပြီသူတို့ဆောင်းကလမ်းရဲ့အခြေအနေကနွန်းနီနေဒီကိုကြီးဆိုတဲ့နှင်းချနေပြီးတော့သူတို့ကမီကရွန်စန်တဲ့လမ်းကချုံနေတဲ့အခြေအနေနောက်တစ်ချက်ကဂျာတုံးချကြောင်းညုံတို့ဒီကာတီတန်မောင်းလမ်းမပေါ့နော်ဟုတ်ပြီနောက်တစ်ချက်ကကျဦးချူကချင်းချူချာတို့တဲ့ဒီညာဘက်ရဲ့ဒီအထွက်လမ်းပေါ့နော်ဒီအဝေးပြေးလမ်းနေပြီးတော့ထွက်တဲ့လမ်းမမှာတဲ့ချင်းနေရအောင်ဆောင်းကမောင်းနေတဲ့အခြေအနေပေါ့နော်ဟုတ်ပြီဒီအဝေးပြေးလမ်းမကနေပြီးတော့ဒီမှာအထွက်လမ်းပေါ့နော်အထွက်လမ်းကိုမောင်းနေတဲ့အခြေအနေလို့ပြောတာပေါ့နော်ဟိုမှကြည့်ကြအောင်ကျောင်းဟိုပန်းကျိုးသုံးဆောင်ကောင်စာဖိမြောင်စောတဲ့ဒီရှေးနောက်ကြီးရင်ကျော်အခြေအနေကိုစာဖိမြောင်တို့ကြည့်ရှုစစ်ဆေးပြီးတော့ချင်းချူတို့နာကန်တာဒီအထွက်လမ်းကနေပြီးတော့ဒီထွက်မယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ချိန်မှာဒီကမီကရိုချင်းပန်ကြီးတို့ရဲ့ဒီကားစလစ်ဖြစ်ခြင်းကိုပေါ့နော်ဒီကာကွယ်ဖို့အတွက်ချောင်းစုဖို့ဒါဒီပုံမှန်ထားတဲ့အပ်ချာဝါရဲ့ဂိုရီတို့ဒီရှေကားနဲ့ဒီအကွာဝေးကိုတဲ့နော်ဖြောဒီပို့ပြီးတော့ခက်ခွာပေါ့နော်နော်ဖြောဆိုပို့ပြီးချေယူပြီးတော့တဲ့ချင်းနေတာမောင်းနေမယ်နော်ဟုတ်နောက်တော့တောင်းဆန်းကောင်းကစားအောက်ပါချင်းနေမှာတဲ့ခါကျအကြောင်းနဲ့အွန်ချောင်းပန်ဖို့ဒုက္ခချင်းတော့အဲ့ဒါကင်းစုံမောင်းနေတဲ့နီလ2မျိုးကတော့နော်သူတို့ဆောင်းကလမ်းရဲ့ချင်းတွေကနွန်းနီနေဒီကိုကြီးဆိုနှင်းချနေပြီးတော့သူတို့ကမီကရွန်စန်တဲ့လမ်းကချုံနေတဲ့အခြေအနေနောက်တစ်ချက်ကခါသွန်းချာတို့အပ်ဆိုချင်းနေကြုံရင်ရှင်လမ်းကြောင်းတစ်ခုတည်းမှာတူတူမောင်းနေတယ်ပေါ့နော်ဥဝမူချာကဒီကုံတင်ကားကတဲ့ချောဆုကတို့ဒီအချိန်ဖြည်းဖြည်းလေးနဲ့ချင်းနေကြုံမောင်းနေတယ်ပေါ့နော်သူကဟုတ်ပြီနောက်တစ်ချက်ကကြာအီချာတို့ဆောင်းရင်ဝါမှုချာတုံးချာတို့တဲ့တော့ဒီနံပါတ်2ချင်းလမ်းကြောင်းမှာမောင်းနေတဲ့ဒီကားကိုပြောတာပေါ့နော်
ကုန်နေကားကိုတဲ့အပ်ချီတို့တွေကိုဒီကြော်မလို့ဟာနဆောင်ဝမ်အပ်ချီတို့တွေကိုဟာနဆောင်ဝမ်တဲ့ဒီကားကြော်တက်မလို့လုပ်နေတဲ့အခြေအနေပေါ့နော်အဲ့ကားကိုကြော်တက်မလို့လုပ်နေတယ်ဟုတ်ပြင်မယ်ကြည့်ကြအောင်ထုံတော့အနေဆိုနော်နဲ့အပ်ချီတို့ကီတို့ဟာဆော့တာဒီကားကြော်တက်မယ်ဆိုလေဒီလိုင်ကောင်းနဲ့မဝင်ခင်မှာကြော်တက်မယ်ပေါ့နော်ဒီလိုင်ကောင်းအတွင်းမှာတော့ဒီကားကြော်တက်လို့မရပါဘူးကျွန်တော်တို့ပြင်မယ်တို့ကြော်ချုပ်ချတွေခြားရန်ကြီးမာလို့မလို့တဲ့ဒီဘက်ကျင်းလမ်းကြောင်းမှာကားတွေကများနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်မူရီယာကမရမကဒီအပ်ချီတို့ကီတို့ချီတူဟာချင်းအနန္တာတဲ့ဒီကားကြော်တက်ခြင်းကိုမလုပ်သင့်ပါဘူးပေါ့နော်မကြိုးစားသင့်ပါဘူး